အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပထမဆုံးဗီဒီယိုအနေနဲ့YouTube ကနေကျွန်တော်ဘယ်လို karaoke လုပ်တယ်လဲဆိုတာကိုကျွန်တော်တက်တဲ့ပုံစံနဲ့ကျွန်တော်အနေငယ် sharing လုပ်ချင်တယ်တီးပြီးသွားပြီဆိုရင်ညီကိုတွေတက်မဟုတ်ဘူးမတီးသေးတဲ့လူတွေပြီးတော့မှကျွန်တော်လိုအပ်တဲ့လူတွေပေါ့နော်ကျွန်တော်နဲ့အတူကျွန်တော်လုပ်ရင်းနဲ့အတူသင်ယူကြမယ်เนาะကဲအဲ့ဒါဆိုရင်ပထမဆုံးဒီ website ကတော့ကျွန်တော် YouTube ကနေတချင်းကို MP3 ကြောင်းပေးတဲ့ website လေးဖြစ်တယ်နောက်ပြီးတော့မှကျွန်တော်တို့ကြိုက်တဲ့တချင်းကို YouTube မှာရှာပြီးတော့မှဒီအပေါ် link ကိုအကုန်လုံးရွေးပြီးတော့မှ right click copy လုပ်ပေးပါပြီးတော့ဒီညပြန်သွားမယ်ဒီညမှာနောက်နှိပ်ပေးမယ်ပြီးတော့မှ right click ဒီညလေးမှာပေါ့နော် paste ပြီးတော့မှဒီ convert ဆိုတဲ့အနီရောင်လေးကိုနှိပ်ပေးမယ်ခဏစောင့်မယ်နော်ပြီးသွားပြီဆိုရင်ဒီနှစ်ခုတွေ့ရပါမယ် download နှိပ်တယ်ကျွန်တော်တို့ download ထားတဲ့သချင်းဘယ်နေရာမှာဝင်တယ်လဲဆိုရင်ကဲဒီမှာပေါ်ပါတယ် this PC မှာပေါ်တယ်เนาะတခါကျရင်ဒီလိုလဲနှိပ်လို့ရတယ် download ဆိုတဲ့နေရာမှာလဲတွားရှာလို့ရပါတယ်ဆိုတော့ဒီဟာကိုပိတ်မယ်ဆိုတော့ဒီဟာပြီးသွားပြီဆိုရင်ဂျန်နဲ့ HD ပေါ်လာတယ်เนาะအဲ့ဒါကိုကျွန်တော်တို့ cross out လုပ်လို့ရတယ်ဒီဟာလဲ cross out လုပ်လို့ရပြီတတိယအနေနဲ့ website တစ်ခုကိုသွားမယ်ဒီ website ကကြတော့ vocal နဲ့ music ကိုခွဲပေးတဲ့ website ဖြစ်တယ်เนาะ remover နေရာမှာသွားမယ်เนาะ remover အောက်ကိုရွှေ့မယ်ဒီဟာလည်းတွေ့ပြီဆိုရင်ကျွန်တော်တို့ဒီဟာနှိပ်တဲ့အခါမှာအခုနောက်ကျွန်တော်တို့ download လုပ်ထားတဲ့သချင်းပေါ့เนาะ MP3 ကဒီမှာပေါ်မှာဖြစ်တယ်တကယ်လို့မတွေ့ဘူးဆိုရင်ဒီ download နေရာမှာနှိပ်ရဆိုရင်သူကဒီမှာရှိမှဖြစ်ပါတယ်เนาะနှစ်ခါနှိပ်ရင်လည်းရတယ်ပြီးတော့မှဒီမှာတစ်ခါနှိပ်ပြီးတော့မှ open လုပ်လိုက်ရင်လည်းရတယ်ပေါ့เนาะဆိုတော့ဒီမှာပေါ်မှာဖြစ်ပါတယ်တရားပြည့်ပြီးနောက်တစ်ခေါက် audio processing ကိုကျွန်တော်တို့တရားပြည့်တဲ့အထိကျွန်တော်ပြန်စောင့်အောင်မှာဖြစ်တယ်ကဲတရားပြည့်ပါပြီဒီတရားပြည့်သွားပြီဆိုရင်ကျွန်တော်တို့ရပြီပေါ့နော် save ညမှာသွားပါ music နဲ့ vocal ရှိတယ် vocal ရှိတယ် music ရှိတယ်ဆိုတော့ဒီနေ့ကကျွန်တော်တို့က music ပဲကြိုက်တဲ့အတွက်music ကိုနှိပ်ပေးပါဆိုတော့ file ထဲမှာပြန်သွားမယ် download သွားမယ်ကျွန်တော်တို့ဒီမှာတွေ့ရမှာဖြစ်တယ်ဒီဟာကတော့ကျွန်တော်တို့ MP3 just music เนาะကဲအဲ့ဒါဆိုရင်ကျွန်တော်တို့အလုံးသိနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အထူးပဲကျေးဇူးတင်ပါတယ်